ဒီလူဟာသူ့ဇနီးကိုအကျော်လျှော်နှိပ်ပေးနေတော့မှဇနီးဖြစ်သူရဲ့ကြောပေါ်ကထူးဆန်းတဲ့တက်တူတစ်ခုကိုတွေ့ပြီးအံ့အားသင့်သွားခဲ့တယ်ဒါပေမဲ့သူဟာဇနီးဖြစ်သူကိုအဲ့ဒီတက်တူအကြောင်းဘာမှမမေးခဲ့ရဲ့ဇနီးဖြစ်သူအပြင်ထွက်သွားတဲ့အထိစောင့်ရလိုက်တာပေါ့အဲ့ဒီနောက်မှာတော့ဖုန်းထဲကနေအဲ့ဒီတက်တူအကြောင်းရှာကြည့်ပေမဲ့ဘာအဓိပ္ပာယ်မှမရှိမှန်းသိလိုက်ရတယ်ဒါပေမဲ့နောက်တစ်နေ့အလုပ်သွားတဲ့အခါမှာတော့ဇနီးဖြစ်သူဟာသူစိမ်းတယောက်ရဲ့ကားပေါ်ကိုတက်သွားတာမြင်လိုက်ရပြီးသူတို့နှစ်ယောက်ရဲ့အမူအရာကလည်းအရန်ကိုရင်းနှီးလို့နေတာပေါ့အဲ့ဒီတော့မှပဲသူ့ဇနီးဟာသူ့အပေါ်တစ္ဆာဖောက်နေပြီဆိုတာသူသဘောပေါက်သွားတော့တယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ဒီလူဟာဒေါသတကြီးနဲ့အရက်တွေကိုတောက်ပြီးသူ့ကိုယ်သူအမေ့မော့ဖြစ်အောင်လုပ်နေခဲ့တယ်သူ့ဇနီးကဘာကြောင့်သူ့အပေါ်ဒီလိုလုပ်ရတာလဲဆိုတာသူလုံးဝနားမလည်နိုင်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲဇနီးဖြစ်သူကအိမ်ပြန်ရောက်လာပြီးအရက်တောက်နေတဲ့သူ့ကိုတွေ့တော့ဒေါသတကြီးဆဲဆိုနေချပြီးအတုံးမကျတဲ့သူလို့ပြောဆိုတော့တာပေါ့ရုတ်တရက်ဇနီးဖြစ်သူစီကိုဖုန်းတကောဝင်လာပြီးရေချိုးကန်းထဲကိုပြေးဝင်သွားခဲ့တယ်ဒီလူကလည်းတကားပြင်ဘက်ကနေချောင်းနှထောင်နေချိန်မှာသူစိတ်ယောက်ျားတစ်ယောက်ကသူ့ဇနီးကိုချင်းတွေးဖို့ခေါ်နေတာကြားလိုက်ရတယ်ဇနီးဖြစ်သူကလည်းချက်ချင်းလာခဲ့မယ်လို့ပြန်ပြောလိုက်တာပေါ့ဇနီးဖြစ်သူကပျော်ရွှင်စွာနဲ့ချင်းတွေးဖို့ပြင်ဆင်နေချိန်မှာသူ့ရဲ့အိတ်ထဲမှာခိုးနှထောင်တဲ့ဆက်လေးတစ်ခုကိုဒီလူကတိတ်တဆိတ်ထည့်ထားလိုက်တာကိုတော့သူမသိခဲ့ပါဘူးဇနီးဖြစ်သူကသူထေးကြီးတစ်ယောက်နဲ့စကားပြောနေတာတွေကိုဒီလူကဖုန်းထဲကနေအကုန်ကြားနေရတဲ့ဇနီးဖြစ်သူဟာသူ့ကိုကွာရှင်းဖို့စဉ်းစားနေတာကြားပြီးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့အတိတ်ကအမတ်တရားတွေကိုပြန်တွေးပြီးတပ်ပုံအားလုံးကိုမိရှုဖျက်ဆီးပစ်လိုက်တယ်အဲ့ဒီအချိန်မှာပဲရောက်ခမဖြစ်သူကဖုန်းဆက်လာပြီးနောက်ထပ်3ရက်ဆိုရင်သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်နေ့ရောက်ပြီဖြစ်ကြောင်းသမီးဖြစ်သူကသူ့အတွက်အရာရာပေးဆက်ထားတာမို့ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့တတိပေးစကားပြောလာတယ်ဒါကိုကြားတော့ဒီလူဟာရဲစရာကောင်းလာကြည်လားလို့ခံစားလိုက်ရပြီးနောက်ထပ်အစီအစဉ်တစ်ခုကိုစတင်လိုက်ပါတော့တယ်သူဟာဇနီးဖြစ်သူရဲ့မိသားစုဝင်အားလုံးပါဝင်တဲ့အဖွဲ့တစ်ခုကိုဖုန်းထဲမှာတိစောက်လိုက်ပြီးမင်္ဂလာနှစ်ပတ်လည်နေ့မှာအားလုံးကိုဖိတ်ကြားကဇနီးဖြစ်သူကိုအံ့အားသင့်အောင်လုပ်ခြင်းဒဲလို့ပြောလိုက်တယ်ဒါကိုလည်းရှုပ်ဝက်ထားပေးဖို့အားလုံးကိုမှာကြားထားလိုက်တာပေါ့3ရက်မြောက်နေ့မှာတော့ဒီလူဟာအလုပ်ကိစ္စနဲ့ခီး3ရက်သွားရမယ်လို့လိန်ပြောပြီးအိမ်ကနေထွက်လာခဲ့တယ်သူထွက်သွားတာနဲ့ချက်ချင်းပဲဇနီးဖြစ်သူဟာဟိုသူတေးကြီးကိုဖုန်းဆက်ခေါ်တော့တာပါပဲဒီလူခင်းထားတဲ့ထောင်ချောက်ထဲကိုဇနီးဖြစ်သူဟာအောင်မြင်စွာနဲ့တိုးဝင်လာခဲ့ပြီပေါ့ဇနီးဖြစ်သူကဟိုလူကိုအိမ်ထဲအထိခေါ်လာပြီးဆိုတာတေချာသွားတဲ့အခါမှာတော့မိသားစုဝင်အားလုံးကိုအိမ်ကိုခေါ်လာခဲ့တယ်အပေါ်ထက်ကိုမတက်ခင်မှာဇနီးဖြစ်သူစီကိုသူအိမ်ပြန်ရောက်နေပြီဖြစ်ကြောင်းစာပို့လိုက်တဲ့ဇနီးဖြစ်သူဟာအဲ့ဒီစာကိုမြင်တာနဲ့ထိတ်လန့်သွားတော့တာပေါ့ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ဟာကစားပွဲတစ်ခုကစားနေရင်လက်ထိပ်တွေခတ်ထားမိလို့ခွဲလို့မရအောင်ဖြစ်နေလို့ပါပဲနောက်ဆုံးမှာတော့အားလုံးဟာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့အားသင့်ကုန်ကြပြီးဒီလူရဲ့လက်စားချေတဲ့အစီအစဉ်ကြီးဟာလည်းအောင်မြင်စွာပြီးဆုံးသွားပါတော့တယ်